ကျွန်တော်တို့လူတွေမှာဦးနှောက်၃လုံးရှိတယ်ဘယ်ဘက်မှာတစ်လုံးညာဘက်မှာတစ်လုံးအဲ့နှစ်ခုရဲ့အောက်မှာတစ်လုံးအဲ့၃လုံးကိုပထမသူစတွေးတဲ့လုံးကိုသူကဘာနာမည်ပေးလိုက်လဲဆိုတော့ auto brain လို့နာမည်ပေးတယ် auto brain လို့ဘာလို့နာမည်ပေးလဲဆိုရင်လည်းအဲ့ဒီကောင်ကစဉ်းစားစရာတွေးခေါ်စရာမလိုပဲနဲ့အလိုလိုတုံ့ပြန်အောင်လုပ်ပေးတဲ့ဥက္ကဋ္ဌဥပမာပေးထားတယ်သူကဘာလဲဆိုတော့လူတောက်ကတဲ့တိတ်ပူနေတဲ့အရာထားတော့မိခဲ့တာမဟုတ်လို့ရှိရင်တန်ပူပြားကိုလက်နဲ့ထိလိုက်ပြီဆိုရင်အဆက်ကန်ထားရင်ကောင်းမလားလက်ရုပ်လိုက်ရင်ကောင်းမလားဘယ်သူမှမစင်ပါဘူးချက်ချင်းလက်ကန်ရုပ်လိုက်မယ်အဲ့ဒါ auto brain ကလုပ်တာ auto အလိုလိုရင်းသိတယ်ပေါ့နော်ဒီဥစ္စာကောင်းတယ်ဒီဥစ္စာမကောင်းဘူးဆိုတော့အဲ့လိုပဲတဲ့မင်းခွေးတော့ပြာပုံထဲကိုပြစ်လှည့်လိုက်အဲ့ပြာပုံကြီးကပူနေအဲ့ခွေးကလူလက်ထပြီးထွက်ပြေးမှာတော့ဒီပြာရဲ့အပူခွေးက auto တုံ့ပြန်ပြီးတော့ဒါကြီးငါဆက်ပြီးအိတ်လို့မဖြစ်ဘူးဆိုတော့အသိရအောင်လုပ်ပေးတဲ့ brain auto brain နဲ့နံပါတ်2ကသူက drama queen လို့ပြောတယ် drama queen ဆို drama ဆိုတော့စိတ်ကူးရင်တာတွေးတာခံစားတာပေါ့နော်ခံစားချက်တွေအကုန်လုံးအဲ့မှာ तू က drama queen လို့ तू နာမည်ပေးလိုက်တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ね तू ကအဲ့ဒီဦးနှောက်ကနှလုံးသားခံစားမှုတွေအကုန်လုံးကိုဦးနှောက်နဲ့ तू ချိတ်ဆက်ပြီးတော့ခံစားမှုကိုအားပေးတဲ့အချက်ပေးတဲ့ဦးနှောက်အဲ့ဒီဦးနှောက်ကလည်းတယ်လီဗီဇန်တွေမှာလည်းရှိတယ်ဒီလာကနေတော့ကျွန်တော်ခွေးလေးအဲ့တကားဘဝထိလိုက်ဖို့ကျွန်တော်ကောက်ဝတ်တက်သွားပြီဆိုတော့ဒီကောင်မျက်နှာမလာမရနဲ့ကြံခဲ့တယ်အဲ့လိုပေါ့ခွေးတွေမှာခံစားမှုရှိတယ်ဒါငါသခင်ဆိုတဲ့အဲ့မျိုးပြီးရင်သူတို့ဝမ်းနေတတ်တယ်ပြီးရင်သူတို့ပျော်တတ်တယ်အဲ့တော့တရိစ္ဆာန်တွေမှာအဲ့ဥနှောက်လည်းရှိတယ်အဲ့ပြောမယ်ဆိုရင်ခုနဥနှောက်ပေါ့နှလုံးနော် auto brain ကလိုလိုတုံ့ပြန်တယ် drama queen ကသူကခံစားမှုတွေကိုထိန်းချုပ်တယ်အဲ့နှလုံးဟာတရိစ္ဆာန်တွေမှာရှိတယ်ဒါပေမဲ့လူနဲ့တရိစ္ဆာန်ဘာခေါ်သားလဲဆိုရင်ねအခုတတိယအလုံးကဘယ်တိစ္ဆာန်မှမပေါ့တရိစ္ဆာန်တွေမှာနှလုံးပဲရှိပြီးတော့လူတွေမှာ၃လုံးရှိတယ်အဲ့ဒီအတွက်နောက်ဆုံးတွေ့တဲ့ဥနှောက်ကိုသူကလောလောကူကူပဲနာမည်ပေးလိုက်တယ် human brain လူဥနှောက်လို့ပေးလိုက်တယ်အဲ့ဒီလူဥနှောက်ကဘာထူးကြလဲဆိုရင်သူကသူကြောင်းဆင်ញင်ပြီးတော့တွေးခေါ်တတ်တဲ့ဥနှောက်ကိစ္စတစ်ခုဆိုရင်ဒါအကျိုးတင်အကြောင်းတင်ပြောမယ်ဆိုရင်အမှန်အမှားကိုခွဲခြားနိုင်တာအဲ့ဒီ critical thinking ကြိုးကြောင်းစီလျော်အောင်ဘာဖြစ်တာလဲအဲ့ဒီလိုတွေးတဲ့ခေါ်တဲ့ဥနှောက်အဲ့ဒါလူဥနှောက်လူနဲ့တိရစ္ဆာန်ရဲ့ကွာခြားချက်ကအဲ့ဒီဥနှောက်ရှိခြင်းမရှိခြင်းမှာပါပဲမှုတည်တယ်ခုနနှလုံးပဲရှိပြီးနှလုံးပဲအလုံးလုံးနေရင်မှန်တယ်မှားတယ်ကောင်းတယ်မကောင်းဘူးလုံးတယ်မလုံးသင့်ဘူးအဲ့ဒီလိုမစင်စားလို့ရှိရင်အဲ့ဒီလူဟာတိရစ္ဆာန်လိုပဲဥနှောက်နှလုံးပဲရှိ